အားလုံးပဲမင်္ဂလာပါနိုဝင်ဘာလ10ရက်ကနေပြီးတော့14ရက်အတွင်းကြာသာပရိသတ်သမီးများရဲ့တပတ်စာခံသနာကိုပေါ်ကြားပြဖြစ်ပါတယ်ကြာသာပရိသတ်သမီးတွေဒီကာလမှာအလုပ်ကိစ္စနေရာတိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့အဆအဆရေအဆင်ပြေနေမယ်နော်ကြီးကဲသူရဲ့အကူအညီတွေကိုရမယ်တဲ့နော်ပြီးတော့အိမ်တော်ရေးမှာလည်းအဆင်ပြေတယ်ဆိုပေမဲ့ကိုယ့်ရဲ့ဇနီးမရပါတော့ကျမ်းမာရေးညံ့တယ်ဒီကာလမှာရဝေကြီးမထွက်တဲ့သေးပါဘူးနော်ဒီလိုထွက်မယ်ဆိုရင်စုံကနဲ့မထွက်ပဲနဲ့မာကတဲ့ရက်ကိုထွက်ပေါ့နော်ဝေကြီးနဲ့ပတ်သက်လာရင်တော့ပူပန်ရလိမ့်မယ်နောက်ဆွေမျိုးနော်မရပါတော့သူတို့အကြောင်းပြုပြီးတော့ငွေတွေထွက်လိမ့်မယ်ငွေကုန်ကြီးကြတွေများနေလိမ့်မယ်နောက်ဒီကာလအပြောအပါကြီးတွေရှောင်ဖို့လိုပါတယ်အမေကိစ္စတော့အမွေကိစ္စတော့အစင်မပြေဖြစ်မယ်ပြီးတော့ဒီကာလဘလောက်ပဲစူးစမ်းအစင်မပြေပဲနဲ့တိုးလို့တန်းလာဖြစ်သွားတတ်တယ်ပေါ့နော်မပြည့်ပြတ်ဘူးဖြစ်သွားတတ်တယ်လူမျိုးခြားဘာသာခြားတွေပတ်သက်လာရင်ပူပန်ရတာတော့ခေါင်းရှုပ်စရာတွေကြုံရမယ့်ကာလပါပဲအဲ့တော့နိုင်ငံခြားခရီးထွက်ဖို့စဉ်းစားရတဲ့လူတွေဒီကာလမှာအစင်မပြေပါဘူးနော်ထင်တယ်လို့မဖြစ်လာပါဘူးအဲ့တော့ဒီကာလမှာကျွန်တော်တို့ခရီးထွက်ခြင်းကိုရှောင်ထားဖို့လိုတယ်ဖြစ်နိုင်မယ်ဆိုဒီတပတ်လုံးခရီးထွက်မဲ့ကိစ္စတွေရှိရင်ခဏရပ်ထားပြီပေါ့နောက်ဆွေမျိုးတွေရဲ့ကျမ်းပိုင်ရတဲ့တဲ့တွေလည်းကြားရတယ်ရဝေးရပါနော်အဲ့တော့အဲ့ဒီကကလေးတွေပြီးပြောသွားဖို့အတွက်ကိုမိမိတို့ရဲ့နေပြရမှာကျွန်တော်တို့စမှုစာ3ခုလူတန်းမှာလိုရစုတောင်းပါအဲ့လိုလူတန်းလိုက်မယ်ဆိုရင်ကိုယ်မှာကကလေးနေတဲ့ကကလေးတွေပြီးပြောပြီးတော့ကောင်းကျိုးချမ်းသာများရရှိတော့မှာဖြစ်ပါတယ်ခင်ဗျာ